အားလုံးပဲမင်္ဂလာပါခင်ဗျာအာယုဘဝင်မှာခုကျွန်တော်နှုတ်ဆက်သွားတဲ့အာယုဘဝင်ဆိုတဲ့စကားလေးရဆိုလို့ရှိရင်ချစ်စရာကောင်းတဲ့တေးလင်္ကာနိုင်ငံသားတွေရဲ့နှုတ်ဆက်တန်လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုတစ်ခေါက်ဘုရားတော်မိတ်ဆွေတွေကိုမိတ်ဆက်ပေးခြင်းတဲ့ခေးစဉ်လေးတစ်ခုကတော့ဗုဒ္ဓမြတ်ဆွေတော်ခုခေးစဉ်လေးဖြစ်ပါတယ်တေးလင်္ကာခေးစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာတေးလင်္ကာနိုင်ငံကိုဘာကြောင့်တော့ရောက်ဖူးမြော်လေ့လာသင်လဲဆိုတော့ခါကြတော့တေးလင်္ကာနိုင်ငံမှာဆိုလို့ရှိရင်ပြင်ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့လက်ဝဲအောက်ဆွေတော်မြတ်ကြီးကိန်းဝင်တရှိနေပါတယ်ခင်ဗျာနောက်တစ်ချက်ကကျတော့ဗုဒ္ဓဂါမြေမြတ်မဟာနေပင့်ဆောင်ထားရှိခဲ့တဲ့တက္ခိဏတလက်ရတောင်ကရဆိုလို့ရှိရင်တေးလင်္ကာနိုင်ငံမှာတရှိနေပါတယ်ခင်ဗျာနောက်တစ်ခုကကျတော့မြတ်စွာဘုရားရှင်ရဲ့ညရိုးတော်ပေါ့နော်မြတ်စွာဘုရားညရိုးတော်ဌာပနာထားရှိတဲ့ထူပါယမစေတီထူပါယမစေတီကလည်းတေးလင်္ကာနိုင်ငံမှာတရှိနေရပဲဖြစ်ပါတယ်နောက်တစ်ချက်ကျတော့မြတ်စွာဘုရားရှင်ရဲ့တက်တော်ဌာပနာထားရှိတဲ့မဟာစေတီရဆိုလို့ရှိရင်တေးလင်္ကာနိုင်ငံမှာတည်ရှိပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ကကျတော့မြတ်စွာဘုရားရှင်ခပန်းကျိုးနဲ့တက်တော်တွေဌာပနာထားရှိတဲ့စေတဝနစေတီရလည်းတေးလင်္ကာနိုင်ငံမှာတည်ရှိနေပါတယ်ထားအပြင်တေးလင်္ကာနိုင်ငံမှာတစ်နှစ်မှတစ်ချိန်ကျင်းပတဲ့ဗုဒ္ဓမြတ်ဆွေတော်လှည့်လည်ပွဲကိုလည်းကျွန်တော်တို့တွားရောက်ပြီးတော့ဖူးမြော်ခွင့်ရအောင်ပါခင်ဗျာခီးစဉ်လေးမှာလိုက်ပါခြင်းမှာစူပါကကျွန်တော်တို့ကုမှုရရုပ်ဖုန်းနံပါတ်လေးကိုဆက်သွယ်ဆုံးသတ်မြင်လေးရပါတယ်ဗျာခီးစဉ်လေးရဆိုလို့ရှိရင်လည်း9ညရဲ့10ရက်ကြာမြင့်မှာဖြစ်ပြီးတော့ poster hotel တဲ့ခီးစဉ်လေးပဲဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓမြတ်ဆွေတော်လဲ့ပူသောခံပွဲကိုကျွန်တော်တို့ကကြည့်ရှုတဲ့အခါမှာကျွန်တော်တို့ခုတဲခုမဲ့ဝင်းဟိုတယ်ရှိမှထိုင်ကုန်လေးတွေနေပေါ့နော်ကျွန်တော်တို့ကြည့်ဖို့အတွက်စီစဉ်ပေးတတ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့နဲ့တူတူလိုက်ပါဖူးမြော်ဖို့အတွက်ဖိတ်ခေါ်ပြရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ A video file ကြည့်ပေးကြတော့တူးချင်းတယောက်ချင်းဟုတ်တယ်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာကျမ်းမှာချမ်းသာကြပါလိမ့်မယ်